ထားနော်ညီလေးထားမယ်ညီလေးထားလို့ချင်းညီလေးထားပြီးနော်ဒီဘက်လည်းနည်းနည်းဒီရဲ့နှစ်တန်းလေးကိုတစ်ခါတည်းမတူရောစီအောင်နော်တစ်ခါတည်းတစ်တန်းလေးထားမယ်တစ်တန်းလေးထားလို့ရှိရင်နော်ဒီရဲ့အစီရဲ့အစလေးကိုအပေါ်လေးကိုလည်းအနှဲငယ်လေးပဲအများကြီးလည်းမလို့နော်အနှဲငယ်လေးနည်းနည်းလေးတင်ပြီးလို့ရှိရင်ရလေးလိုပတ်မယ်နော်ဒါလိုပတ်ပြီးတော့ဒီနိုင်ကိုဒီလိုနှစ်ခေါက်မှဆိုရင်အပြားကြီးကြီးမှတော့ဒီမှာဒီလိုချုံမချုံလေးနော်ဒီမှာချုံမချုံကြီးကဒီမှာဒီရဲ့အလဲရင်ဘက်ရဲ့အလဲတက်လေးကိုနော်ဒါလေးနဲ့ဒါလေးဖိထားလို့ရှိရင်နော်ဒါလေးအနှဲငယ်လေးဒီမှာခေါက်ပြီးတော့ဒီမှာညီခေါက်မယ်ခေါက်ပြီးလို့ရှိရင်အရင်ဆုံးအောက်ကိုညီလာဆိုပြီးအရင်ဆုံးကြည့်မယ်ညီလာနော်ညီလာအရင်ဆုံးကြည့်မယ်အောက်ညီပြီးဆိုလို့ရှိရင်ဒါစားခေါက်မှာဗျနော်စားခေါက်မယ်ရင်ခေါက်ချမယ်တလေးကိုရင်ခေါက်ချမယ်နောက်တစ်ခေါက်ကိုပြန်ခေါက်တင်မယ်ခေါက်တင်ပြီးလည်းစားလိုက်တစ်ခေါက်ပဲခေါက်လိုက်ခေါက်လိုက်တဲ့ခါကျရင်အရှိတော်ရောက်ပြီးနောက်လည်းဘာလေးလိတ်ချမယ်အဲ့တော့မှအရှိတော်နောက်ရင်နောက်လည်းလိတ်ချမယ်နောက်ရင်အရှိတစ်ခေါက်ပြန်လိတ်မယ်ဒါရင်အနောက်လည်းတစ်ခေါက်ပြန်လိတ်နောက်ပြီးအရှိတစ်ခေါက်လိတ်နောက်တစ်ခေါက်လိတ်အနောက်ပြီးတော့တင်းမိုင်ဝင်တဲ့ခါကျရင်အပေါ်ကချက်လေးကိုဖုံးရမယ်အော်ဒူးစီအောင်နော်ဒူးစီအောင်လက်ရှိတဲ့ဘယ်လိုတိုင်းမယ်ဆိုလို့ရှိရင်နော်တိုင်းအရင်ဆုံးဖိတာဒီလိုကုန်းထားတဲ့အတွက်ဒီမှာတိုင်းတဲ့ခိုင်မညီလေးဖြစ်တတ်တဲ့အတွက်ဒီမှာအရင်ဆုံးဖိပြီးတော့ညှက်ပြီးတော့ဒီမှာဒူးစီအောင်လက်ရှိတဲ့ကိုရလက်ဒီကြောင့်လက်ရှိတဲ့နဲ့တို့တိုင်းကြည့်မယ်နော်တိုင်းကြည့်မယ်လက်ရှိတဲ့ပြင်ရပြီနော်လက်ရှိတဲ့ပြင်ရပြီလားဆိုပြီးတော့ရင်ခပန်းကျိုးပတ်မယ်နော်ခပန်းကျိုးပတ်မယ်ခပန်းကျိုးပတ်မယ်ဒီပတ်ပြီးရင်မှာဧကတိတင်မယ်ဝယ်ပြီးလို့ရှိရင်ဧကတိရမယ်ပေါ့ဧကတိရမယ်ဒီရတဲ့ခါဆိုရင်တင်ငါးကိုဒီလိုဒီမှာတင်ငါးဗျအပေါ်အောက်ဆိုတာဒီမှာရှိတယ်ဗျအခန်း၅ခန်းရှိတယ်ဗျအလဲကအခန်းကြီးလေးအပေါ်မှာချုပ်ရည်နှစ်ကြောင်းလေးရှိတယ်ဗျအချုပ်ရည်နှစ်ကြောင်းလေးကိုဒီလိုခေါင်းပေါ်အထပ်ပိုင်းမော်တင်မယ်ဗျအချုပ်လေးကိုဒီလိုခေါင်းအထပ်ပေါ်တင်မယ်ခေါင်းပေါ်ကနေတင်မယ်ပြီးရင်ဒီလိုတင်ငါးကိုလိတ်တက်ရလေးဖြစ်အောင်ဒီလိုလိတ်ပြီးတော့လေးဝတ်မယ်အတွက်လိတ်ဖို့လေးကြီးလေးပြပေးမယ်နော်လိတ်ဖို့လေးကြီးလေးရှိမယ်ပထမဆုံးအရင်တစ်ခေါက်လိတ်လိုက်နော်လိတ်ပြီးနောက်တစ်ခေါက်ထပ်လိတ်တယ်ပြီးလို့ရှိရင်ဒီလိုမှာအကုန်လုံးလက်လေးကိုအကုန်လုံးစုကန်ပြီးဒီမှာလက်ပြင်းမှာလိတ်ရနော်လက်ပြင်းမှာလိတ်မယ်ဒီမှာလိတ်ချလက်ပြင်းမှာဖြည်းဖြည်းလေးလိတ်မယ်လက်ပြင်းမှာလိတ်မယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့သင်္ကန်းနေထားအောက်လေးကိုကြည့်လိုက်ဒါကြီးလည်းမမြင့်စင်တယ်ပေါ့အတော်လေးဖြစ်ရင်နောက်ပြီးတော့လက်လေးကိုဆက်မယ်ဆက်ပြီးသင်္ကန်းရမ်းမဲ့အနေထားလေးပြောဒီမှာဒါဒီရမ်းထည့်မယ်သင်္ကန်းရမ်းမယ်ရမ်းမယ်ရမ်းလို့ရှိရင်အောက်ဒီလိုမှတင်းမိုင်လေးကိုအနည်းဆုံးလက်လေးပြနော်လက်လေးပြလောက်လေးပေါ်အောင်ဒါဒီထားပြီးတော့နည်းနည်းကြည့်ပြပါဗျတက်ရက်လေးပြောင်းပြီးရင်ဒီလိုမှာသင်္ကန်းရမ်းတဲ့ခါကျရင်ဒီဘက်လက်လေးကယူပြီးတော့အနောက်လေးကိုဒီမှာဒီလေးပေးမယ်ဒီလိုလေးရဲ့အစလေးကဟိုအောက်လည်းမရှိစေရဘူးဟုတ်နော်အပေါ်လည်းဒါရင်မတက်စေရဘူးဒီရဲ့အနောက်ကိုဝတ်တဲ့တင်ငိုင်းနဲ့အနေငယ်ညီလေးထားပြရမယ်နော်ဒါညီလေးဒါဆိုရင်ဒီနောက်မှာဆိုရင်ဒါဆိုဝန်းဝန်းဒီပါရောဗျဒီကနောက်ပြီးတော့ဒီလိုဒီထားမယ်ဗျဝတ်တဲ့ခါကျရင်လက်မောင်းလေးကိုဖုံးထားပြရမယ်နော်လက်မောင်းလေးကိုဖုံးထားပြရမယ်လက်မောင်းရိုးစလိုကြီးမပေါ်စေရအောင်နော်လက်မောင်းလေးဖုံးထားမရမယ်ဟုတ်ပြီဒါဆိုရင်ဒီတော့တင်ငိုင်းရမ်းတာညာလေးဖြစ်တင်းမိုင်လေးပုံနေဆိုတော့ဒီလိုလိုက်တဲ့အတွက်ဒီလိုတက်လေးဒီနေရာရှုပ်ထွေးမှုတွေဘာတွေမဖြစ်ဘူးဗျရှုပ်ထွေးမှုတွေဖြစ်တက်ရက်ဖြစ်နေလိုက်တော့မလိုက်ဘူးတဲ့တော့ရှုပ်ထွေးမှုတွေဖြစ်တယ်ဗျဒါတပြီးတော့ဒါသင်္ကန်းရမ်းနေပြီပေါ့ဗျသင်္ကန်းရမ်းဒီလိုလက်ကတော့ထိုးပါဗျလက်ကတော့ထိုးပြီးရင်သင်္ကန်းရမ်းပြီးလက်ကတော့ထိုးဆိုရှင်ဒီလိုတော့ခဏသင်္ကန်းရမ်းတဲ့ပုံစံပဲဗျလက်ကတော့ထိုးကြတော့ဒီနေငယ်တော့လက်လေးကိုနေငယ်လေးတယ်မှာဟုတ်တယ်လက်လေးကိုဒီလိုလေးရဲ့အစလေးကိုပဲဒီမှာလေးတင်လိုက်နော်ဒါဒီလိုဒီမှာတင်ပြီးဒီလိုဒီမှာတက်ရက်လေးဖြောင်းမလိမ့်မယ်ဒီလိုလိမ့်မယ်တက်ရက်လေးဖြောင်းလိမ့်မယ်ရောလေးလိမ့်ပြီးမယ်တက်ရက်လေးဖြောင်းလိမ့်မယ်ဒီမဲ့ဒီပြီးဒီမှာညီလာကြည့်မှာပေါ့ဗျနော်
ပြီကြည့်ရကိုရပြီအချက်ချက်လေးဖြစ်ပြီဆိုလို့ရှိရင်ဒီလက်ပေါ်လေးကိုဒါလေးဒီမှာဒီလက်ပေါ်လေးကိုခောက်တင်လိုက်ပြင်တင်လိုက်လို့ရှိရင်ဒီလိုလေးအနောက်မှာဒီလိုအစလေးရှိရနော်ဒီအစလေးကိုမပေါ်ရအောင်လက်လေးနဲ့လို့အဲ့လိုလေးပို့အောင်ပို့ပြီးမှလို့ပြလိုက်ရင်ဒီအစလေးကအရှိပေါလာပြီဆိုရင်ဒီချားလေးလေးကိုထည့်မယ်ဒါပြီးဒီလိုနည်းနည်းလေးအစလေးကိုထည့်အောင်လို့ဒီမှာလေးခောက်ပေးမယ်ခောက်ပြီးလို့ရှိရင်ဒီမှာပတ်လိုက်မယ်ပတ်လိုက်ပြီဒီမှာခဏခောက်တဲ့ဓာတ်တွေကိုဒီအစလေးကိုတိမ့်လိုက်နော်ဒီအစလေးကိုတိမ့်လိုက်ဟုတ်ပြီအစလေးကိုတိမ့်လိုက်မယ်ကွအဲဆိုရင်ဒီမှာလက်ကတော့ထူတာအောက်မှာတင်းမိုင်နေတဲ့လက်လေးတင်တော့ပေါ်ရမယ်ပေါ်ပြီးလို့ရှိရင်မှာဝိုင်းလေးပြောဟုတ်ပြီဝိုင်းလေးလက်ကတော့ထူလက်ကတော့ထူပြီးလို့ရှိရင်တော့တင်ငန်းယုံနော်လက်ကတော့ထူလက်ကတော့ပြီးတင်ငန်းယုံမယ်ဟုတ်ပြီတင်ငန်းယုံတဲ့အခါတင်ငန်းကိုအရင်ရန်နာပုံစံလေးနော်တင်ငန်းယုံတဲ့ခါကျတင်ငန်းကိုဟိုရန်နာပုံစံလေးယူပြီးတော့ဒီဘက်တစ်ဖက်လေးကိုကျတော့တင်ငန်းရမ်းသလိုမတင်တော့ဘူးဒီဘက်အစလေးကိုကင်ဒီဘက်အစလေးကင်ပြီးဒီဘက်ခုံးပေါ်လေးတင်လိုက်နော်တင်ပြီးလို့ရှိရင်ဒီမှာရဲ့နှစ်ဆလေးကိုအစနှစ်ဆလေးပြီးတော့အလဲမှာအခန်းကြီးကျယ်ရှိတယ်ဗျအဲ့ဒီအခန်းကြီးကျယ်လေးကိုကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အလဲတက်မှာထားခန္ဓာကိုယ်ဒီအခန်းကြီးကျယ်ရဲ့အလဲကိုတွင်းလိုက်နော်ခန္ဓာကိုယ်ရဲ့အတွင်းအလဲတက်ကိုတွင်းလိုက်ပြီးပြီးတော့ဒီမှာအောက်မှာလက်လေးတစ်လေးပေါ်နေထားလေးယူပြီးတော့ဒီမှာလက်လေးတစ်ပေါ်ယူပြီးညှက်မယ်ညှက်လိုက်မယ်ဒီအကုန်လုံးတိတ်တာထားအကုန်လုံးဖြီမယ်ဒီရင်ခေါင်းပေါ်လေးဆွဲတင်မယ်ခေါင်းပေါ်လေးဆွဲတင်တဲ့အခါဒီမှာအောက်မှာပြက်နေအောင်အနောက်ကျောပြင်းပြက်နေအောင်ဆွဲတင်ကျောပြင်းလေးပြက်နေအောင်ဆွဲတင်လို့ရှိရင်အစီရဒီမှာဒီအောက်အစနှစ်စလေးကိုညီလေးထားအောက်စလေးကိုညီလေးထားလို့ရှိရင်ညီပြီးဆိုရင်ဘော်လေးကိုခောက်တင်မယ်ဘော်လေးခောက်တင်ပြီးအစနှစ်စကိုယူမယ်ဟုတ်ပြီအစနှစ်စကိုကန်မယ်အစနှစ်စကန်ပြီးရင်မှာကိုယ့်ရဲ့လက်တစ်ဆန့်စာဟိုမတင်းလုံးမရော့လုံးလက်တစ်ဆန့်စာအဲ့လိုဖေးအစလေးကိုညီလေးကန်ပြီးတော့ကိုယ့်ရဲ့လက်တစ်ဆန့်စာဒီကောင်ကြီးဒီဘက်ကျိုးလဲမတင်းစင်နဲ့တအားကြီးမတင်းစင်နဲ့တားကြီးမရော့စင်နဲ့ဟိုတားကြီးတင်းတဲ့ခါကြလို့ရှိရင်တပင်းအဲ့လာလို့နည်းနည်းလေးနာတာလို့ဖြစ်တတ်တယ်ပုံမှန်လေးတားကြီးမရော့မတင်းလေးဖြစ်ရင်အစနှစ်ဆလေးကိုတခါလဲပူဒါမှမဟုတ်ရင်အဓိကမပူလဲတစ်ဖက်စီရင်ထည့်လို့ရတယ်တစ်စားစီရင်တစ်ထောင်လေးကိုထည့်လိုက်တစ်စားစီရင်တစ်ထောင်လေးကိုထည့်နောက်တစ်စားလဲတစ်ထောင်လေးကိုထည့်လိုက်ပြီးလို့ရှိရင်ဒီအပြင်ရအစားလေးကိုလူလေးဆွဲလိုက်လို့ရှိရင်ဒီညော်လေးကတင်းလေးဖြစ်သွားလိမ့်မယ်နော်ဖြစ်လို့ရှိရင်ဒီမှာလိမ့်မယ်အစားနှစ်စားလေးကိုဒီအစားနှစ်စားလေးကိုလိမ့်မယ်ဒီဘယ်ဘက်လက်တွေကဒီမှာဒီအစားနှစ်စားလေးညှိပြီးမယ်နော်ဒီအစားနှစ်စားလေးကိုဘယ်ဘက်လက်တွေကညှိပြီးမယ်အစားနှစ်စားလေးကိုဒီအစားနှစ်စားလေးကိုဒီဘက်ဘက်လက်တွေနဲ့ဒီမှာညှိပြီးလို့ရှိရင်ညာဘက်လက်နဲ့ဒီမှာလိမ့်မယ်ဟုတ်ပြီလိမ့်ပြီးဒီလိုပြန်ဆွဲချတယ်လိမ့်ပြီးပြန်ဆွဲချမယ်ဟုတ်ပြီရတယ်နှစ်လိမ့်သုံးလိမ့်လောက်လိမ့်ပြီးပြန်ဆွဲချလို့လည်းရတယ်ရှင်ဒီလိုပြီးဘယ်ထိလိမ့်မယ်ဆိုရင်ကိုယ့်ရဲ့လက်ဆုပ်နိုင်တဲ့အထိလိမ့်လိုက်မယ်ပြီးလို့ရှိရင်ဒီလိုရှိနေမှာလိမ့်မယ်လိမ့်တဲ့ခါကျရင်လက်မလေးကိုလိမ့်ပုံလေးနေရှိတယ်ဒီလိုမလိမ့်ရဘူးလိမ့်တဲ့ခါကျလို့ရှိရင်လက်မလေးကိုဒီခဏလိမ့်လာတဲ့အလုံးလေးတွင်းပြီးတော့လက်မလေးကိုလိမ့်လက်မလေးကိုဖြည်းဖြည်းလေးလိမ့်ဟုတ်ပြီလိမ့်မယ်လိမ့်တယ်ဒါတော့ဒီလိမ့်ရမယ်ဆိုလို့ရှိရင်ဒီမှာလိမ့်လိုက်လို့ရှိရင်ဒီကအတင်းတွေကတင်းလာလိမ့်မယ်တင်းလာတဲ့အထိဒါဆိုရင်မီးနဲ့ခဏညှက်ပြီးတော့ဒီမှာတထောင်စီတယ်ကိုဒီခေါင်းလေးကိုခဏတွင်းလိုက်ခဏတွင်းမတော့ပြီးရင်ခဏလေးခေါင်းလုံးနဲ့ခဏလေးပြန်ချပြီးဒီမှာလက်ဖက်နဲ့လက်သုံးချောင်းနဲ့ကြတော့ဒီခေါင်းလေးကိုကင်တာလက်သုံးချောင်းနဲ့ကင်တာဒီလက်နဲ့ချောင်းနဲ့အလုပ်လုပ်မှာပေါ့နော်အလုပ်လုပ်မယ်ဒီဘက်လက်နဲ့ဆွဲထုတ်ဒီမှာအနောက်မှာဒီနေရာလေးပုံနေတဲ့အတွက်မှာဒီလိုလေးဆွဲလို့ရတယ်နော်ဒီလက်လေးနဲ့ဆွဲဒီဘက်ပခုံးနဲ့ဒီလိုဆွဲပြီးအဲဆိုရင်အနောက်မှာတွန်းနေတာဟာလေးအကြည့်ရောက်လာတဲ့အတွက်အနောက်မှာတက်စီရင်တပြက်ရပြန့်သွားလိမ့်မယ်နော်တွန်းတာဟာလေးမရှိတော့ဘူးဆိုရင်ကွန်လန်ခောက်မယ်ကွန်လန်လေးကိုတားကြီးလည်းမကြည့်ကြအောင်နော်လက်3လုံးလောက်ဆိုလို့ရှိရင်အဆင်ပြေတယ်လက်3လုံးလောက်ဆိုရင်ကွန်လန်လေးကိုခောက်မယ်ပထမတစ်ခေါက်ခောက်မယ်နောက်တစ်ခေါက်ခောက်ကြမယ်ပြီးရင်နောက်တစ်ခေါက်ကိုဒီခဏခောက်ချတဲ့အစလေးနဲ့ညီလေးခဏခောက်ကြတဲ့အစလေးနဲ့ညီလေး
ညီလေးပြောကိုင်မယ်ညီလေးပြောညီလေးပြောကန်ပြီးတော့လက်ကိုလုံးခဏခေါ်ကြရနှစ်ခေါက်လို့နှစ်ခေါက်လို့နောက်လို့ဘယ်လိုထမ်းလိုက်နော်ဆက်လို့ဒီလိုလမ်းလောက်မတဲ့အရှိကစလေးတူဆွဲမယ်ဆွဲတဲ့ခါကျရင်ဒီမှာလက်မလေးနဲ့ဆွဲပူလို့လွယ်ပြီနော်လက်မလေးနဲ့ယူပြီးဆွဲချလိုက်ရင်ဒီကတွန်းတဲ့ဟာလေးကိုလို့ဒီအောက်ကျလာနေတယ်အဲ့လိုခုဟိုကဒီမှာခေါင်းမှာဆောက်တော့ဒီမှာခေါင်းလေးနည်းနည်းလေးဒီကောင်တက်ရရမပေးလိုက်မပြီးဘယ်လိုဆွဲချပြီးလို့ရှိရင်ဒီကောင်လေးကဒီဘက်ချမ်းကိုထည့်ပြီးလို့ရှိရင်ဒီမှာလေးတင်းလေးနေရာရှိတယ်အဲ့တင်းလေးကိုဒီဘက်ချမ်းလေးကဒီထဲထည့်လိုက်အဲ့ဒါထည့်လိုက်လို့ရှိရင်ပြီးနော်ပြီးလို့ရှိရင်ဒီမှာတိတ်တဲ့နေရာလေးကိုကွန်လာလေးလုပ်ပြီးတော့ရက်တင်မယ်ကွန်လာလေးကိုဒီစနဲ့ပြင်ညက်ပြီးဒီမှာကြည့်လေးပြောင်းနည်းလေးငငယ်လေးလိုက်ပြီးတော့ပြန်ထည့်ပြီးပြီးတော့ဒီမှာလက်မောင်းလေးမှာမရှုပ်ရအောင်လက်မောင်းကိုဆွဲတင်ပြီးလက်မောင်းကိုဆွဲတင်ဒီတန်းနဲ့ညှက်ပြီးအောက်မှာဒါပြီးလို့ရှိရင်ဒီအဆင့်ပြင်အောက်လွတ်လိုက်တော့အောက်လွတ်လိုက်လို့ရှိရင်ဒီမှာဒီရဲ့ချမ်းဟာဒီကိုဒီဘက်ချမ်းကိုပို့မယ်အကယ်၍ဒီကညော့နေတာဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်ဒီမှာဒီအစလေးကိုကန်လိုက်ကန်ပြီးနှစ်ဆလုံးကန်ပြီးလိမ့်လိုက်နှစ်ဆလုံးကန်ပြီးလိမ့်ပြီးဒီမှာချမ်းမှာပြန်ညှက်ပြလိုက်ဒါဆိုရင်တင်ငါရုံနော်တင်ငါရုံလို့ရှိရင်ပြီးတော့အပြီးတော့လက်ကောက်ဝဒီလက်အကိုလုံးစုံနဲ့ဖုံးစားမလို့လက်ကောက်ဝလေးဖုံးရင်ရပြီလက်ကောက်ဝလေးကိုဖုံးပြီးလက်ကောက်ဝလေးနော်လက်ကောက်ဝလေးကိုဖုံးပြီးရပြီဟိုအလက်အကိုလုံးဖုံးစားမလို့လက်ကောက်ဝလေးလုံလို့ရှိရင်လုံလောက်ဝင်နော်လက်ကောက်ဝလေးလေစီပုံလက်ပင်လောက်တဲ့ခါကျတော့ရှိရင်ဒီမှာလေစီလေးပို့ပေးရမယ်နော်လေစီလေးလေစီတွေနော်လေစီတွေမဖုံးလိုက်အောင်လေစီတွေပို့လေစီတွေနော်ဒီလေစီတွေပေါ်ဝုတ်ပေးရမယ်နော်မဖုံးရအောင်လေစီတွေကိုပေါ်ဝုတ်ပေးရမယ်ဟုတ်ပြီအဆင်ဒီကပြီးတော့ချင်းအနာပတ်တီရနော်အနာပတ်တီလေးပတ်မယ်နော်အနာပတ်တီအနာပတ်တီချိတ်လည်းရတယ်နော်ချိတ်လည်းအနာပတ်တီမရှိရင်ချိတ်ပေါ့အဲချိတ်လေးနဲ့ဒါလေးကိုချိတ်ပြီးဒီငါယုံနိုင်နော်အနာပတ်တီမှာချိတ်သင်္ကန်းမယုံရင်အနာပတ်ဒီအရင်ပတ်မယ်နော်ဟုတ်သူရဲ့စီမင်းစာမာလာတာကပထမဆုံးသင်္ကန်းမယုံရင်မှာအနာပတ်ဒီကိုအရင်ပတ်မယ်နော်ဝင်လို့အနာပတ်ဒီကိုအရင်ပတ်ပြီးမှသင်္ကန်းတွေပါညက်ပြီးမှသင်္ကန်းယုံမယ်နော်အဲ့တော့ဝင်တို့အခုကဒါသင်္ကန်းယုံတာပြီးပြီပေါ့အဲ့တော့ဦးစင်းလိုက်ကြည့်မယ်ပေါ့ဝင်တို့ဟိုဘက်လက်ကုန်နေအကုန်လုံးအနောက်တွေကျင့်မယ်နော်ဟုတ်ပြီကျင့်မယ်နော်ဒီမှာဒီလေးကဒီနားကိုသေချာလုပ်မယ်နော်ဟုတ်ပြီဒါပြရင်နော်အဲ့ဒီနဲ့ဒီလိုဖြစ်ပြန်လဲဟုတ်ပြီဒီအောက်ကြီးဖြစ်နေဟုတ်ပြီနော်ဟုတ်နားလို့နော်ဒီမှာဒီလက်ကိုဒီလိုချောင်းနေပြီဆိုလို့ရှိရင်ဒါလေးကိုဒီမှာဆွဲထည့်မယ်နော်ဆွဲထည့်ပြီးတော့ဖြစ်ချက်ပြီးလုပ်မယ်နော်ဒီလေးကျလာဟုတ်ပြီဒီမှာအများကြီးမဆုပ်ဘူးနော်ဒီလေးဟုတ်ပြီနော်အဲ့ဒါကောင်းနေမှာနော်ဒါလည်းအဆင်ပြေတယ်နော်ဒီဒါကဘာလို့ဆိုလို့ချင်းဒါကဖြည်းဖြည်းလေးယုံတယ်နော်အမြန်ယုံတဲ့အခါမှာဆိုရင်ဒီလိုလိုကိုကလောနဲ့ယုံတဲ့အခါမှာဆိုရင်မြန်အောင်လေ့ကျင့်ထားမယ်နော်ဒီမှာ3မိနစ်ဆိုရင်အကြာဆုံးပဲပေါ့နော်ယုံတဲ့အခါမှာအဲ့လိုယုံတဲ့အခါမှာဥစဉ်ကြမယ်ပထမဆုံးဘာလုပ်ရမလဲဆိုရင်ဒီသင်္ကန်းယုံတဲ့အခါမှာအနဘတ်တိအရင်တက်မယ်အနဘတ်တိအရင်တက်ပြီးလို့ရှိရင်ဒီလိုသင်မိုင်ကိုညက်ပြန်ထုတ်ကြည့်ဥစဉ်နဲ့အတူလိုက်လို့ကြည့်မယ်နော်ညံလေးနော်ဒါလုပ်နေကျောင်းမှာသင်္ကန်းကောင်းပါလေခုနတိုင်းပဲလိတ်ထုတ်တခါလေဒီမှာဦးစင်းကဒီလိုပြင်ပြီးတာနဲ့ကျွမ်းအောင်လုပ်ထားမယ်နော်ပြင်ပြရင်တခါလက်ကဒီလိုတခါဆွဲထားမယ်အရှုပ်တခါတန်းရောက်သွားမယ်နော်ပြီးရတယ်ကိုလက်ကဆန့်တခါတန်းကန်လိုက်
တန်းကင်လိုက်တဲ့အခါမှာကိုလက်တစ်ဆန်းရပြီဆိုရင်တခါမြန်လုတ်တဲ့အခါမှာတခါလေအကုန်လုံးလာပေါင်းထည့်လိုက်တယ်အမြန်ယုံတဲ့ခါကျပေါင်းထည့်ပြီးရတယ်ပေါင်းထည့်ပြီးရင်ဒီဘက်ကအစကိုတခါတန်းဆွဲလိုက်ကျက်တော့ကျက်ပြီဆိုရင်ကိုတို့ဒီမှာဒီကစားလိုက်မယ်ပေါ့စားလိုက်မယ်ဒီလိုတစ်ချက်ချင်းကြီးလေးရမှာကြားတယ်ဆိုလို့ရှိရင်တစ်ချက်ချင်းစီလေးပြမလို့ဟုတ်နော်အဲ့တော့တစ်ချက်ချင်းစီမလိမ့်ဖ ೇನೆ တခါတည်းပေါင်းလေးပြလိုက်ရတယ်တကယ်ဒါအမြန်ယုံတဲ့ခါကျရင်နော်ဖြည်းဖြည်းယုံတဲ့ခါကျရင်ဒါမျိုးမလုပ်ရအောင်နော်အမြန်ယုံတဲ့ခါကျတော့တစ်ချက်ပေါင်းလိုက်ပြန်ဒီမှာတခါတည်းလက်ကြီးဆိုရင်တခါတည်းတန်းဆွဲချပလိုက်တစ်ချက်ချင်းစီသေချာလေးလိမ့်ပြမလို့လိမ့်ပြီးရင်တခါတန်းနေလိုက်နော်ဒါတန်းတင်လိုက်ပြီးဆိုရင်ဒါဒီမှာဒါကျင်းသွားပြီဒါလေးခဏအတားလေးချော့လိုက်ချော့ပြနေခုနအတိုင်းပဲဦးဇင်းတို့အနောက်တွေကိုသေချာပြောင်းလုပ်မယ်ပေါ့နော်ခုနဦးဇင်းပြတဲ့အတိုင်းပြောင်းလုပ်ပြနေဒီမှာဒီဟာလေးကိုခုနအတိုင်းပဲမြန်လေးပဲဒီလိုလေးပဲတခါတိုင်းမှလှုပ်ချပလိုက်ပြန်တခါတန်းချပလိုက်ဘာမှမကြောက်နော်ဒီလိုတန်းချပလိုက်နော်တကယ်မြန်လှုပ်တဲ့ခါမှာတော့တားကြီးတက်ရမှုတော့နည်းမယ်ပေါ့နော်ဖြည်းဖြည်းလှုပ်တာတော့တားကြီးတက်ရမှုမဖြစ်ဘူးဆိုဒါအတားလေးတင်လိုက်လိမ့်စရာမလိုတားကြီးထိုးထည့်စရာမလိုအတားလေးဒီလောက်လေးရိုက်ဒီကဒီအတွန်းတွေကိုလည်းထည့်မယ်နော်ဒီလိုလက်ကောက်ဝတ်ဒီပေါ်မယ်ဆိုရင်ဆက်ထည့်မယ်နော်ဒီလိုဒါလေးကိုတော့တေချာလုပ်ပေါ့နော်ဒါပွားလန်နေအောင်ပွားလန်နေမကောင်းပေါ့ဒီမှာလေဗင်းကိုတတိထားပေါ့လေဗင်းလုပ်တဲ့အခါနော်လေဗင်းလုပ်တဲ့အခါအလေတက်ဖြစ်အောင်တော့လုပ်ဖို့အတတ်နိုင်ဆုံးညာသွားပြင်ဒီဘေးရောက်သွားတယ်နော်ဒါကအမြန်ယုံတာနော်ကိုအမြန်ယုံတာခုနအနီလောက်တက်ရမှုတော့တိတ်မရှိဘူးဒါပေမဲ့ကိုအရေးကြီးရင်အမြန်ယုံတတ်အောင်လေ့ကျင့်ထားမယ်ကြားလား